မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးမှာမိတ်ဆွေတို့ကို sharing လုပ်ပေးခြင်းတဲ့ topic လေးကတော့ what is PWM PWM ဆိုတာဘာလဲဟုတ်ပြီကျွန်တော်ဒီ topic လေးကို sharing မလုပ်ခင်မှာပဲကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ရဲ့ဗီဒီယိုကိုလာကြည့်တဲ့မိတ်ဆွေတွေကိုကျွန်တော် request လုပ်ခြင်းတဲ့တစ်ခုကမိတ်ဆွေတို့ထဲမှာ professional electronic engineer တွေပါကောင်းပါနိုင်တယ် professional electrical engineer တွေလည်းပါကောင်းပါနိုင်တယ်အဲ့ဒီလူတွေအတွက်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျေးဇူးပြု၍ skip လုပ်ပေးပါကျွန်တော်ဗီဒီယိုအတွက်ကအခုမှကျွန်တော်တို့ဒီ electronic လောကတွေ electrical လောကကိုဝင်ရောက်လာတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုကိုလုပ်ခြင်းပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ electronic လောကမှာကျွန်တော်ကြားကြားနေကြတဲ့ PWM ဆိုတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ PWM ရဲ့ long terminology အရှေ့ကောက်ကိုကျွန်တော်တို့သိတယ် password modulation အဲ့တော့ကျွန်တော်ကဒီနေ့မှာ PWM ဆိုတာဘာလဲဒီ PWM ကိုကျွန်တော်တို့ဘယ်လိုနေရာတွေမှာအသုံးပြုလဲဘယ်လိုဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဘယ်လို application တွေက PWM နည်းပညာကိုအသုံးပြုထားသလဲနောက်ပြီးရင်ကျွန်တော်တို့ဒီ PWM ကဘယ်လိုမျိုးသူ့ရဲ့မျက်ကွယ်မှာဘယ်လိုအလုပ်လုပ်နေသလဲအဲ့ဒါကိုကျွန်တော်ဒီနေ့မိတ်ဆွေတို့ကျွန်တော်ဆွေးနွေးသွားမှာဖြစ်တယ်အဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်လက်လိုက်ပါလိုက်ပါအောင်ဟုတ်ပြီကျွန်တော် PWM application တွေအများကြီးရှိတယ်အဲ့ဒီမှာကျွန်တော် PWM application တွေကျွန်တော်ဖော်ပြလိုက်မယ်ဥပမာကျွန်တော်တို့ motor control ဆိုတာကျွန်တော်တို့ဒီ PWM မပါမဖြစ်ပါကိုပါရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က motor ရဲ့ speed ကိုကျွန်တော်တို့ control လုပ်ချင်တယ်ဒါမှမဟုတ်လို့ motor speed လို့လည်းပြောလို့ရတယ်ကျွန်တော်တို့ motor တစ်လုံးရဲ့ RPM revolution per minute အဲ့ဒီဟာကိုလည်းကျွန်တော်တို့ control လုပ်တယ်အဲ့ဒီအတွက်ကျွန်တော်ကဒီ PWM ကိုသုံးရတယ်ဒုတိယအနေနဲ့ကကျွန်တော် voltage regulation ဒီ voltage regulation အပိုင်းကတော့ကျွန်တော်တို့ကဒီ PWM ကိုအသုံးပြုပြီးတော့ကျွန်တော်တို့လိုချင်တဲ့ output ရဲ့ voltage ကိုကျွန်တော်တို့က regulate အပြောင်းလဲလုပ်မှာပေါ့ဗျာအဲ့လိုမျိုးဥပမာကျွန်တော်တို့ဒီမှာပြထားတဲ့ပုံမှာဆိုရင်ကျွန်တော်ဒီမှာ5 volt ဥပမာမိတ်ဆွေက5 volt ကနေကျွန်တော်တို့ဒီအောက်မှာ0 1 2 3 1 2 3 4 okay ရတယ်ဒီမှာကျွန်တော်နည်းနည်းလေးဆွဲထားတာနည်းနည်းလွဲသွားလို့ဥပမာမိတ်ဆွေကဒီ5 volt ကနေအောက်ကိုရောချင်တယ်ဆိုရင်ကျွန်တော်တို့ PWM ကိုကျွန်တော်တို့က password ကိုကျွန်တော်တို့ကခြုံလိုက်မယ်အဲ့ဒီပုံစံနဲ့ကျွန်တော်တို့က voltage ကို regulation လုပ်မယ်နောက်တစ်ခုကကျွန်တော်တို့ဒီ electrical device တွေဖြစ်တဲ့ကျွန်တော်တို့ inverter ဆိုတာလည်းမိတ်ဆွေတို့သိပြီးသားဖြစ်တယ်ကျွန်တော်တို့ solar တွေsolar ပြားတွေနဲ့တွဲဆက်ပြီးတော့အသုံးပြုတဲ့ inverter ကျွန်တော်တို့DC ကနေပြီးတော့ကျွန်တော်တို့ AC ကိုပြောင်းတဲ့ inverter circuit ဒီမှာဆိုလဲကျွန်တော်တို့ဒီ PWM ဆိုတာမပါမဖြစ်ပါကိုပါတဲ့နည်းပညာတစ်ခုဖြစ်တယ်နောက်ပြီးရင် rectifierဆိုတာလည်းသူကကျွန်တော်တို့ဥပမာအဲ့မှာကျွန်တော်တို့ AC ကနေပြီးတော့ကျွန်တော်တို့ DC ပြောင်းတယ် DC ပြောင်းတဲ့ချိန်မှာဆိုရင်လည်းကျွန်တော်တို့ rectifier ကိုအသုံးပြုတယ်အဲ့ဒီ rectifier မှာလည်းကျွန်တော်တို့ဒီ PWM နည်းပညာကိုကျွန်တော်တို့ထည့်သွင်းပြီးတော့အသုံးပြုတယ်ပြီးတော့ကျွန်တော် converter တွေဆိုတော့အများကြီးပေါ့ဗျာရှေ့ကကျွန်တော်ပြောထားတဲ့ inverter တွေ rectifier တွေကလည်းသူကဒီ converter အမျိုးအနွယ်ဝင်တွေကတစ်ခုပဲသူတို့ကလည်းဒါပေမဲ့ကျွန်တော်ဒီမှာဆိုလိုတာက converter ဆိုတာဒီ inverter ဆိုတာ AC ကနေပြီးတော့ကျွန်တော် DC ကနေကျွန်တော် AC ပြောင်းတယ်ဟုတ်တယ်နော်ဒီကောင် rectifier က DC ကနေ AC ပြောင်းတယ် converter ကြတော့ဘယ်လိုပြောင်းလဲဥပမာခင်ဗျာ DC ကနေပြီးတော့ပဲ DC ကိုပဲပြောင်းပြဥပမာ DC ကျွန်တော်တို့ boost ဆိုလို့ရှိရင်5 volt ကနေကျွန်တော်တွဲဖို့ပြောင်းတာရှိတယ်bus converter တွေဆိုလို့ရှိရင်5 volt ကတွဲဖို့အမြင့်ကနေပြီးတော့အနှိမ့်ကိုပြန်ချတာရှိတယ်ဥပမာအနေနဲ့ကျွန်တော်ပြထားတယ်ကျွန်တော်ဒီမှာ inverter လေးတစ်လုံးကိုပဲကျွန်တော်ပြထားတာရှိတယ်နောက်ဆုံးတစ်ခုကကျွန်တော်တို့ blinking LED indicator ဒါတွေရောဗျာဒါတွေကတော့ကျွန်တော်တို့ဒီ programmer ပေါ့ Arduino project ရေးနေတဲ့လူတွေတို့ micro C project ရေးနေတဲ့လူတွေဆိုရင်ဒီ PWM ကိုကျွန်တော်တို့ဒီ micro chip တွေမှာကျွန်တော်တို့ကထည့်ပြီးတော့ programming ရေးရတာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဒီ PWM ကိုပြောလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့သိရမယ်အရာဘာလဲဆို duty cycle ဟုတ်ပြီဒီ duty cycle ကိုကျွန်တော်တို့ကသိဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီ duty cycle ကိုကျွန်တော်မပြောခင်မှာကျွန်တော်ပထမဆုံးပြောချင်တာကကျွန်တော်တို့ frequency ရဲ့ time period အဲ့ဒါတွေကိုကျွန်တော်တို့သိဖို့လိုတယ်ကျွန်တော်တို့သိပြီးသားဖြစ်တဲ့ frequency ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့က1ကိုတည်ပြီးတော့ကျွန်တော်တို့ time period နဲ့စားတယ်ဟုတ်ပြီ period ဆိုတာဘာလဲ period ဆိုတာကကျွန်တော်တို့1 period အတွင်းမှာကျွန်တော်ဒီမှာပြထားတယ်
t is equal to 1 second ဒီ 1 period အတွင်းမှာကျွန်တော်တို့ရဲ့ pass က on နဲ့ off ရဲ့အဲ့ဒီကြတစ်ခုကိုကျွန်တော်တို့က1 period လို့ခေါ်တယ်ဥမာမိတ်ဆွေတို့မြင်ရတဲ့အတိုင်းပဲကျွန်တော်ဒီ period တွေအားလုံးကဘာဖြစ်လဲ symmetric ဖြစ်တယ် symmetric ဖြစ်တယ်ဆိုတာတို့ကအချိုးကျတယ်ပေါ့ဗျာပြီးတော့အဲ့အကြောင်းကျွန်တော်တို့ period ကိုရှာမယ်ဆိုရင်အချိုးကျကျွန်တော်တို့က period တစ်ခုကိုရှာရတယ်ဟုတ်ပြီကျွန်တော်ကတော့ဒီမှာ t is equal to 1 second လို့ကျွန်တော်ဘာကြောင့်ရွေးထားလဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောချင်တယ်မိတ်ဆွေတို့ကိုကျွန်တော်လွယ်လွယ်ကူကူနဲ့ရှင်းပြချင်လို့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် frequency ကိုကျွန်တော်က1 hertz ရွေးထားတယ်အဲ့တော့ကျွန်တော်တို့ t ကိုပြန်ရှာမယ်ဆိုရင် t is equal to 1 by f ဟုတ်တယ်နော် right အဲ့တော့ကျွန်တော် t ကကျွန်တော်1 second ဟုတ်ပြီရတယ်အဲ့တော့ကျွန်တော်ဒီမှာ 50% duty cycle 50% duty cycle ဆိုတာဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ကဒီ duty cycle တစ်ခုလုံးရဲ့တဲ့တစ်ဝက်ပဲရှိတယ်တဲ့အဲ့ကြတော့ကျွန်တော်တို့က t period တစ်ခုလုံးရဲ့တစ်ဝက်ပဲရှိတယ်တဲ့ t က1 second အဲ့တော့ကျွန်တော်တို့က duty cycle 50% ဆိုတော့ကျွန်တော်တို့ရဲ့ဒီ pass လေး on သွားတဲ့ဥစ္စာလေးက t is equal to 0.1 second okay နားလည်ထင်တယ်နော်ကျွန်တော်ပြောတဲ့ဥစ္စာကိုအဲ့တော့ကျွန်တော်တို့ကဒီမှာ 75% duty cycle 75% duty cycle ဆိုတော့လေကျွန်တော် easy တွက်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့က t is equal to 0.75 second okay ဒီမှာ25% duty cycle 25% duty cycle ဆိုတော့ t ကကျွန်တော်0.25 second ဖြစ်မှာပေါ့လေ okay အဲ့တော့ဒီဘိုင်းကိုကျွန်တော်နားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျဟုတ်ပြီကျွန်တော်ဒီအခုနောက်တစ်မျိုးကကျွန်တော်ခုနကတော့ရှင်းပြထားတဲ့period တစ်ခုအတွင်းမှာကျွန်တော်တို့ pass လေးတွေကကျွန်တော်တို့ပေးလိုက်တဲ့ pass လေးတွေကကျင်းလာဒီဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကျဲတယ်ကျဲတဲ့အတွက်ကျွန်တော်တို့ average high average voltageကaverage voltage ကမြင့်တဲ့အတွက်ကျွန်တော်တို့ဒီ pass width ကျဲရင်ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုရင်ကျွန်တော်တို့ရဲ့ average voltage ကမြင့်မယ်ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်ဒီမှာ low average voltage ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပေးလိုက်တဲ့ကျွန်တော်တို့ on နဲ့ pass လေးရဲ့အချိန်ကအရန်သေးတယ်သေးတော့ကြတော့ကျွန်တော်တို့ရဲ့ average voltage ကကျွန်တော်တို့အရန်ကိုမှနည်းသွားတယ်ဒါတွေကဘယ်မှာအသုံးဝင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနကတော့မော်တာမောင်းတာတို့ဥပမာကျွန်တော်တို့ inverter တစ်လုံးရဲ့ကျွန်တော်တို့ output ကကျွန်တော်220 volt မဖြစ်မနေဘူးလို့ဘာလို့အခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့ဒီ password လေးကို adjust လုပ်ပြီးကျွန်တော်တို့ကစားရတာကျွန်တော် feedback sensor နဲ့ပါနဲ့အဲ့လိုကစားရတာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီဘယ်လိုကစားရလဲကျွန်တော်တို့ဒီ adjusting ဘယ်လိုလုပ်ရလဲ feedback sensor တွေဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်ဆက်ပြီးတော့မိတ်ဆွေတို့ကိုကျွန်တော် sharing လုပ်ပါမယ်ဟုတ်ပြီခုနကတော့ကျွန်တော်ဒီမှာပြောတဲ့အတိုင်းပဲဒီမှာ 50% duty cycle ဆိုတာကဒီမှာ5volt ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ pass တစ်ခုလုံးရဲ့ voltage ကpass ရဲ့ amplitude higher amplitude ကကျွန်တော်တို့တန်းဖို့အဲ့ဒီတော့ကျွန်တော်တို့ on ထားတဲ့ pass လေးကဒီမှာ50% ဖြစ်တဲ့အတွက်သူ့ရဲ့ average voltage ကဘယ်လောက်ဖြစ်သွားလဲ5 volt 75% duty cycle ဆိုတော့ကျွန်တော်တို့တွက်ကြည့်လိုက်တဲ့အချိန်မှာ7.5 volt 25% duty cycle မှာဆိုရင်ကျွန်တော်တို့တွက်ကြည့်လိုက်တော့2.5 volt ဟုတ်ပြီကျွန်တော်ဒီနောက်ဆုံးအနေနဲ့ဒီGIF file လေးပေါ့ animation file လေးဒီ file လေးကိုကြည့်လိုက်မယ်ဆိုရန်ကိုကျွန်တော်ရှင်းပါတယ်ဒီချာကြည့်ရင်တော့တော်တော်ရှင်းပါတယ်ဒီမှာကျွန်တော်25% မှာဆိုလို့ရှိရင်ကျွန်တော် pass လေးက narrow pass ဖြစ်တယ်on ထားတဲ့ pass လေးပေါ့လေအဲ့ဒါလေးက narrow pass ဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်မီလုံးလေးကအရန်ကိုမှိန်တယ်နည်းနည်းကျွန်တော်တို့ pass ကြီးဒီ password ကြီးကအရန်ကျယ်လာတဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်တို့မီလုံးလေးကတဖြည်းဖြည်းနဲ့ဒီမှာ password ကြီးကအရန်ကျယ်လာတဲ့အချိန်မှာဆိုလို့ရှိရင်မီလုံးလေးကပိုပြီးတော့လင်းလာတာကိုတွေ့တယ်ဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်ရဲ့ဗီဒီယိုကမိတ်ဆွေတို့အတွက်အသုံးဝင်မယ်ကျွန်တော်ဗီဒီယိုကြည့်ခြင်းအပြင်မိတ်ဆွေတို့အတွက်ဒီ PWR နဲ့ပတ်သက်ပြီးတော့မရှင်းတာတွေရှိလို့ရှိရင်ကျွန်တော်ရဲ့ comment box မှာအချိန်မီဝင်ရေးနိုင်ပါတယ်ကျွန်တော် line ပေါ်ရောက်တဲ့အချိန်မှာအားလုံးရဲ့အဲ့ problem တွေအားလုံးကိုကျွန်တော်ဖြေရှင်းပါမယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်